ပြတိုင်းအောင်ဖះเจ้าလို့နာမည်ကြီးတဲ့ဖះเจ้าရောက်နေရဖြစ်ပါတယ်ရှင်ရောက်တဲ့အချိန်မှာလည်းနှင်းနေရကြာလာအခုပြန်တော့မယ့်ချိန်မှာလည်းနှင်းနေရကြာလာပါတယ်ရန်ချဲနေတဲ့ခါကျတော့ဇာတ်ကောင်ပြောနိုင်ပါဘူးသိပြီရောဒီဟဲ့6ကနေနားနေတဲ့ခါကျတော့လက်လျှောက်နေရအောင်အာယုံဆိုင်နေရတဲ့သူကလေပွဲနဲ့ဗီဒီယိုတွေသိပြီးတော့မရိုက်နိုင်ပါဘူးအဲ့ဒါဆိုတော့နောက်ခံစကားပြောပဲထည့်လိုက်ပါပဲစိတ်ဝင်စားဆိုလို့ရှင်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်ခုမြင်နေရတာတော့အဝင်မုံဦးပဲဖြစ်ပါတယ်ဒီဥစ္စာတွေကတော့သဘာဝအလှပတွေပေါ့ရှင်လေကားကြီးလည်းအများကြီးတက်ရပါတယ်တကယ်တော့မများပါဘူးကျမတက်ရမှာပြင်းလို့ပါဝင်ပေါက်ကနေဝင်ပြီးတော့လမ်းလေးနဲ့ရှောက်လိုက်တာနဲ့ပြတိုင်းအောင်သေးလေးတွေကိုခုလိုမျိုးပဲဟိုနာတစ်စုဒီနာတစ်စုဟိုနာတစ်ခုဒီနာတစ်ခုတွေ့ရပါတယ်မထင်မှတ်တဲ့နေရာတွေမှာလည်းသူတို့ရှိပါတယ်ဒီနှစ်နှင်းကြတာကိုလုံးဝမတွေ့ရတော့ဘူးလို့ထင်ထားခဲ့ပေမဲ့10မိနစ်2မိနစ်3မိနစ်4မိနစ်5မိနစ်လောက်တော့တွေ့လိုက်ရပါတယ်နေကြနေရဖြစ်ပါတယ်ရှင်ဒီနေရာလေးကတော့ postcard မှာရုပ်ပုံလေးတွေပေါ်လာအောင်ကိုယ်တိုင်တဆင်ချင်းထူရတဲ့နေရာဖြစ်ပါတယ် postcard ကတစ်နှစ်တစ်ခါဒီဇိုင်းပြောင်းတယ်လို့သိရပါတယ်ခုကတော့ပထမဆုံးဆင်ပါနောက်ဆုံးရက်လက်ကတော့ဗီဒီယိုဆုံးမှာပါပါတယ်ရှင်အစတော့ထင်းနေရအခုလိုမျိုးပြတိုင်းအောင်နေထားတဲ့နေရာကိုတကယ်ကိုအတန်းအရှိကြီးနဲ့လုံးဝအများကြီးရှိမယ်လို့ထင်နေရည်တကယ်တမ်းကျတော့အဲ့လိုမျိုးမဟုတ်ပါဘူးမှန်ချက်တဲ့နန်းတော့မကြိုက်ဘူးလို့ပြောအောင်ပါနော်ဒါပေမဲ့ဘယ်လိုပြောရင်ကောင်းပါလဲတစ်ခါတရံသွားတယ်ဆိုရင်တော့မစိုးပါဘူးဓာတ်ပုံရိုက်တက်လို့ရှင်တော့တော်တော်လေးလှလှလေးထွက်တယ်ပေါ့နော်ကိုယ်အနေနဲ့ဆိုလို့ရှင်တော့ဒီဖះเจ้าကတကူးတကားနဲ့ခဏခဏသွားခြင်းနဲ့စိတ်တော့မဖြစ်ဘူးပေါ့နော်တစ်ခါတရံရောက်ဖူးတဲ့ရှိအောင်သွားရင်တော့မစိုးပါဘူးသူကရေးသွားရတာအဲ့လိုယထာစီရတောင်တက်ဘက်စကားစီရနဲ့နည်းနည်းပြင်မန်းနေပေါ့နော်တောင်ကုန်းလေးပေါ်နည်းနည်းတက်လိုက်တယ်ဆိုလို့ရှင်အပေါ်ပိုင်းမှာတော့အခုလိုမျိုးပြတိုင်းတော်သေးလေးတွေအများကြီးနဲ့အလှဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်တို့တွေအမွှေးတိုင်ထွန်းလာပြီးထင်းနေရသူတို့ကပိုဆိုးတယ်အစည်းလိုက်ပဲဒါတွေကဘာတွေလဲတော့ကျွန်မလည်းမသိဘူးအလူရှင်စင်ရဲ့နေမှာပေါ့ရေအဲ့လိုရှုခင်းလိုပဲသဘောထားလိုက်တော့ဂျပန်ဖះเจ้าနေမှာဆိုလို့ရှိရင်တစ်နှစ်စာဘေးရင်ဟောစရန်လိုမျိုးအဲ့လိုဘေးရင်စာရွက်လေးတွေရောင်းထားရှိရပေါ့နော်အခုမြင်နေရတဲ့ဒီပြတိုင်းအောင်ရုပ်လေးတွေကလည်းအဲ့လိုမျိုးဘေးရင်ဟောစရန်စာရွက်လေးတွေထည့်တဲ့ပြတိုင်းအောင်ရုပ်ကလေးတွေပေါ့နော်အဲ့ပြတိုင်းအောင်အရုပ်သေးသေးလေးတွေအောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်စာရွက်ထည့်လို့ရတဲ့အပေါက်ကလေးရှိရပေါ့နော်အဲ့ထက်မှာဘေးရင်စာရွက်ထည့်ထားတာဒီပြတိုင်းအောင်ဖះเจ้าကိုရောက်လို့ဘေးရင်စာရွက်ဝယ်မယ်ဆိုလို့ရှိရင်အဲ့အယုတ်ကလေးသေးသေးလေးကတော့တေချာပေါက်ရမှာပေါ့နော်အဲ့အယုတ်ကိုဖះเจ้าမှာထားခဲ့လို့လည်းရတယ်အိမ်ကိုပြန်တည်သွားလို့လည်းရတယ်ပေါ့နော်ကြိုက်တယ်လို့လုပ်လို့ရတယ်တော်တော်များများတော့ဖះเจ้าမှာထားခဲ့ပုံရတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့လောက်များနေတာကြီးအဲ့လိုအဆောင်တွေလက်ဖွဲ့တွေပန်းကတ်တွေလည်းယူပြီးပြန်ညာသေးတာပန်ပန်နေရဒါကတော့ကိုယ်တိုင်ထုတ်ယူရတဲ့ postcard ရဲ့နောက်ဆုံးရလက်ပဲဖြစ်ပါတယ်ဒါပါပဲတတား